ရဲ့အနာဂတ်အတွက်ဒီနေ့ဘာတွေပြင်ဆင်ပြီးပြီနောက်9နှစ်မှာပတ်စံအတွက်စိတ်ပူနေရမလားစိတ်အေးရမလားဆိုတာသင်ဒီနေ့ချမှတ်တဲ့ plan နဲ့ပဲမူတည်တာဖြစ်ပါတယ်အခုလိုအချိန်ကမျိုးမှာအဆဆရရအမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက်ကျမတို့အလုပ်တွေစ조사ရှာဖွေကြတယ်အောင်မြင်မှုနောက်ကိုလိုက်ကြတယ်ဒါပေမဲ့ကျမတို့ကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုရင်တော့အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုရင်လည်းတဲထဲမှာအိမ်ဆောက်တာနဲ့အတူတူပါပဲဒီပြင်းမုန်တိုင်းတွေတိုက်ခိုက်လာတဲ့အခါမမျှော်လင့်ထားတဲ့အန္တရာယ်တွေကြုံတွေ့ရတဲ့အခါအားလုံးဟာအချိန်ခဏလေးတော့အတွင်းမှာပြိုကျပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်ဒီလိုမျိုးမဖြစ်ချင်ဘူးမလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီးလူတော်တော်များများကကိုယ့်အတွက်အကျိုးရှိတဲ့အရာတွေအိမ်ချမ်းမြေတွေဝယ်တာတွေဒါမှမဟုတ်ပစ္စည်းဥစ္စာတွေရင်းနှီးမြှုပ်နှံမှုတွေဒီလိုမျိုးနေရာတွေမှာလုပ်ဖို့အတွက်ဆိုရင်အချိန်တွန့်ဆုတ်ကြတယ်နောက်ရွှေ့ကြတယ်အစားအသောက်တွေစားဖို့အတွက်တခုခုပျော်ပါဖို့အတွက်ဒီလိုမျိုးအချိန်တွေဆိုရင်တော့မတုံ့မဆုတ်ပဲနဲ့လုပ်တတ်ကြတယ်ဒါကြောင့်လေအောင်မြင်နေတဲ့သူကလူတချို့ပဲရှိတာပဲဖြစ်ပါတယ်ကြီးမားတဲ့ production တွေကိုရရှိတတ်ကြပါတယ်